တငယ်ချင်းတွေရဲ့သစ္စာရှိမှုတခါကရွာကလေးတရွာမှာမိဝါဆိုတဲ့ငှက်ကလေးတစ်ကောင်နေထိုင်မိုင်းသူကအရန်အောင်ဆင်းရဲပိုင်းသူကသူ့ရဲ့ဈေးဆိုင်လေးမှာကြက်ကြော်လေးကိုရှောင်းပါတယ်သူ့မှာပတ်စံအများကြီးမရှိတဲ့အတွက်ကြောင့်သူ့မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲသူကရောင်းတာပါအတက်နိုင်ဆုံးအရသာတော့ကောင်းအောင်လုပ်ပိုင်းသူ့မှာသူ့ကိုကူညီမဲ့တငယ်ချင်းတွေလည်းရှိပိုင်းဒီပုံပြင်လေးမှာကလေးတို့ကြည့်ရမှာကတော့သူနဲ့တငယ်ချင်းတွေကဘလောက်ကြီးထိစူးစမ်းပြီးတော့အခက်အခဲတွေကိုရင်ဆိုင်ပြီးသူတို့ဆိုင်လေးကိုဈေးရကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်မိဘကသူ့ဆိုင်လေးမှာကြက်ကြော်ရောင်းတာပေါ့ကြက်ကြော်ရမယ်ကြက်ကြော်အရန်ကိုရတာရှိရကြက်ကြော်ပူပူလေးနော်စားလိုက်တာနဲ့လုံးဝထိမိခွေဖြစ်စေရမယ်မဆလာကြက်ကြော်လေးတွေလည်းရမယ်ဒီနေ့ချိန်တွေကိုကြည့်ရအောင်မိုးမရွာအောင်နဲ့တူတယ်ဒီနေ့တော့ငါတို့ဈေးရောကောင်းတော့မယ်နဲ့တူတယ်အဲ့ဒီချိန်ကြက်တူရွှေရရောက်လာခဲ့ပါရင်ညီမလေးမိဝကြက်ကြော်ရောင်းနေရလားဟုတ်တယ်ကိုကြီးကြက်ကြော်ရောင်းနေရညီမလေးရောင်းတဲ့ကြက်ကြော်တရွာလုံးကကြိုက်ကြရင်အနံ့ကလည်းမှွေးနေရပဲအရသာလေးကောင်းတယ်ရွာတွေကလူတွေကပို့ပြီးမိဝရဲ့ကြက်ကြော်ကြိုက်ကြတယ်အဲ့ဒီချိန်ကာလူကရောက်လာခဲ့ပါရင်သူကစိတ်ပူနေတဲ့ပုံစံနဲ့ရောက်လာတာပေါ့မိဝရဲ့ရွာတချို့ငှက်တွေကနေရဲ့ကြက်ကြော်မကြိုက်ကြဘူးတဲ့သူတို့ကပြောတယ်နေရဲ့မဆလာတွေကမကောင်းဘူးတဲ့အဲ့ဒါကြောင့်နေရဲ့ကြက်ကြော်ကအရသာမရှိဘူးတဲ့ဟုတ်ကဲ့ပါကျမသိပါတယ်ကျမမှာမဆလာအကောင်းစားတွေဝယ်ဖို့ပတ်စံမရှိဘူးလေအဲ့ဒါတွေကလည်းအရန်စေးကြီးရဲ့ကျမရှိရတွေနဲ့ပဲရှောင်းနေရတာအရသာရှိအောင်လို့စူးစမ်းနေရတာစိတ်မပူပါနဲ့ညီမလေးရဲ့ငါတို့တွေပေါင်းပြီးတော့အစ်စ်တစ်ခုခုလုပ်ရမယ်ဟုတ်တယ်အကိုကြီးတို့ညီမလေးအတွက်ကောင်းတဲ့မဆလာရင်းနဲ့ပစ္စည်းတွေစုပေးမယ်အဲ့လိုနဲ့တရက်ကြတော့မိဝါကာလူကြက်တူရွေးနဲ့ခိုခိုတို့ကအပေတပင်အောက်မှာလူစုလိုက်ပိုင်းနင်တို့ကငါ့ကိုကူညီချင်နေကြတယ်ဒါပေမဲ့ဘယ်လိုလုပ်ကြမလဲငါတို့တွေအားလုံးကရွာလူတွေအားလုံးကူညီဖို့အတွက်ပလန်ရှိတယ်ငါကောင်းတဲ့မဆလာတွေဘယ်မှာရှိလဲဆိုတာကိုသိရတောထဲမှာဘယ်နေရာမှာရနိုင်တယ်ဆိုတာကိုလည်းငါသိရငါအဲ့လိုသွားမယ်ပြီးတော့ငါရွာတွေကလူတွေကိုလိုက်ပြောမယ်နေရဲ့အကျော်လေးကိုပြန်စားကြည့်ပါလို့ပြောကြမှာပေါ့လူတွေကတော့ပထမအကြိမ်အစမ်းစားကြည့်ကြလိုက်မယ်ငါတို့ကြော်ကအရသာရှိတဲ့အတွက်ကြောင့်ရောင်းရမယ်လို့ငါယုံကြည်ရဲ့အမလီပျော်လိုက်တာနင်တို့အားလုံးကငါ့ကိုကူညီတော့မယ်တဲ့ဟုတ်တယ်ငါတို့အားလုံးနင့်ကိုကူညီမှာအဲ့လိုနဲ့အားလုံးကကိုစီအလောက်လောက်ဖို့သွားခဲ့ပါကာလူကတောထဲကိုသွားပြီးတော့မဆလာသွားရှာခဲ့ပါငါသာမဆလာကောင်းကောင်းလေးတွေရှာလိုက်မယ်ဆိုရင်မိဝါရဲ့ဆိုင်ဈေးရောက်ကောင်းလိုက်မယ်အဲ့လိုနဲ့ကာလူကအပင်တစ်ခုပေါ်မှာထိုင်နေတဲ့ငှက်တကောင်မေးလိုက်ပါမင်းကဘာလို့လဲဒီမှာပါထိုင်လို့နေရလဲမင်းမမဆလာရှိလားငါမှမဆလာအကောင်းစားတွေရှိတယ်ငါနေ့ကိုအဲ့ဒီမဆလာတွေပေးမယ်ဒါပေမဲ့အဲ့ဒီစားနေတခုတော့ပြန်လုပ်ပေးရမယ်ကောင်းပါပြီဒါနဲ့ငါဘာလုပ်ပေးရမလဲလက်ဆက်တဲ့အသီးနှံတွေယူလာခဲ့ကောင်းပါပြီငါမင်းကိုလက်ဆက်တဲ့အသီးနှံတွေယူလာခဲ့ပေးမယ်အဲ့ဒီစားငါ့ကိုမဆလာပေးနော်ကာလူကမဆလာယူဖို့သွားခဲ့ပါတစ်ဖက်မှာတော့ကြက်တူရွေးကရွာလူတွေအားလုံးကိုတနေရာထဲမှာစုလိုက်ပါငါရဲ့ချစ်ရတဲ့တငယ်ချင်းတို့ရေငါတခုပြောစရာရှိရဲ့ငါတို့ရဲ့